လူတွေဟာဆင်းရဲမွဲတေတဲ့လူတွေရဲ့စကားကိုနားထောင်တဲ့တယ်လို့ဘယ်သူမှမမှတ်ထင်ဘူးတဲ့။နော်ဆင်းရဲသားတစ်ယောက်ကပြောတဲ့စကားအလွန်နွမ်းပါတဲ့လူတစ်ယောက်ကပြောတဲ့စကားဘယ်သူမှဂရုမစိုက်ဘူးတဲ့ဒါအမှန်ပဲမို့လား။ဟုတ်တယ်နော်။ဆင်းရဲတဲ့လူရဲ့စကားကိုဘယ်သူမှဂရုမစိုက်ပါဘူးတဲ့။နားထောင်တဲ့တယ်လို့ဘယ်သူမှမမှတ်ထင်ဘူးတဲ့။အဲ့ဒါလိုပဲတဲ့ပိုက်ဆံတွေဘယ်လောက်ရှိရှိပစ္စည်းတွေဘယ်လောက်ပဲချမ်းသာသူများကိုဘာမှမပေးနိုင်ဘူးဆိုတဲ့လူရဲ့စကားကိုလည်းဘယ်သူမှနားထောင်တဲ့တယ်လို့မမှတ်ထင်ပါဘူးတဲ့ဆင်းရဲသားနဲ့အတူတူပဲနှမျောတဲ့လူဟာဆင်းရဲသားနဲ့အတူတူပဲသဘောပေါက်ရဲ့လားသဘောကျတယ်ဦးစင်းကဟုတ်တယ်လေအဲ့တော့ဟိုလူကလည်းသူ့ကိုဘာတော့ဂရုစိုက်မလို့ကိုတမင်းကိုရှာစားနေတဲ့ကိစ္စသူရှိတာကိုဘာမှလာပြီးတော့အကျိုးမှမပြုပဲကိုသူမိုးထီရှိလို့နေဘယ်သူမှမပေးဘူးဆိုမှတော့အဝင်းကျင်ကသူပြောတဲ့စကားကိုလိုက်နာတဲ့စကားလို့မှတ်ထင်စရာအကြောင်းမရှိဘူးတဲ့